ကလေးကိုမအော်ပဲထိန်းချောင်းနိုင်မည်အရေးသွေးမြင့်နီလန်းများမိဘတိုင်းလိုဟာကိုကလေးကိုချစ်ခင်နားလည်မှုရှိတဲ့ဆက်ဆံရေးမျိုးနဲ့ပြုစုပြောထောင်ခြင်းကြပါတယ်။အော်ဟစ်စူပူခြင်းမရှိဘဲကလေးကိုထိရောက်စွာထိန်းချောင်းနိုင်တဲ့နီလန်းတွေကိုမျှဝေပေးလိုက်ပါတယ်။ဒီနီလန်းတွေဟာတင့်ကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့မိဘသားသမီးဆက်ဆံရေးကိုခိုင်မာစေမှာပါ။တင်မိဘကိုယ်တိုင်စိတ်တည်ငြိမ်အောင်ထိန်းပါကလေးကိုမအော်မိဖို့ပထမဆုံးအဆင့်ကတော့မိမိရဲ့ဒေါသကိုကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ပါပဲကလေးတွေကမိဘရဲ့စိတ်ခံစားမှုတွေကိုအာယုံခံစားတတ်ပြီးမိဘကစိတ်တူနေရင်သူတို့ပါမလုံခြုံဖြစ်တတ်ပါတယ်ခဏရက်ပါဒေါသထွက်လူနီးပါဖြစ်လာပြီဆိုရင်စကားမပြောခင်10 စက္ကန့်လောက်အသက်ပြင်းပြင်းရှူပြီးစိတ်ကိုဖြေလျှော့ပါအတန်နေတန်ထားပုံမှန်ထားပါကိုဘောလုံးပွဲတိုင်လူကြီးလိုသဘောထားပြီးဒေါသမဲ့တည်ငြိမ်တဲ့အတန်နဲ့စကားပြောပါမိမိရဲ့စိတ်ဖိစီးမှုကိုစီမံခန့်ခွဲပါပင်ပန်းနွမ်းနယ်နေခြင်းစိတ်ဖိစီးမှုများနေခြင်းတွေဟာစိတ်မရှိလွယ်တာကြောင့်မိဘကိုယ်တိုင်လည်းလုံလောက်စွာအနားယူဖို့လိုပါတယ်နှစ်ကလေးကောင်းတာကိုချီးကျူးအားပေးပါကလေးတွေဟာမိဘရဲ့အာယုံစိုက်မှုကိုလိုချင်ကြပါတယ်ဆိုးတဲ့အပြုမှုကိုအာယုံစိုက်မဲ့စာကောင်းတဲ့အမှုအကျင့်လေးတွေကိုမှတ်မိအောင်အားပေးချီးကျူးပေးခြင်းကပိုမိုထိရောက်ပါတယ်အကောင်းမြင်အောင်ကြည့်ပါညီကိုမောင်မနဲ့ငါမိနစ်လေးကောင်းကောင်းစော့နေရင်တော့သားသမီးကညီလေးမလေးကိုစောင့်ရှောက်ပြီးအရန်ကောင်းအောင်စော့နေတာပဲမေဖေရမ်းကျင်တဲ့စသဖြင့်တိတိကျကျချီးကျူးပါစုချစနစ်သုံးပါအိမ်စာပြီးတာကစားစရာတိမ်တာစတဲ့ကောင်းတဲ့အပြုမှုတွေအတွက်ရုပ်ပိုင်းဆိုင်ရာစုပစ္စည်းမဟုတ်ပဲသူကြိုက်တဲ့စာအုပ်ဖတ်ပေးတာတူကစားပေးတာမျိုးကိုအချိန်သတ်မှတ်ပြီးစုချပါဒါဟာသူတို့ရဲ့ကိုယ်ပိုင်ယုံကြည်မှုကိုမြင့်တင်ပေးပါတယ်သုံးရှင်းလင်းပြတ်သားတဲ့စီးမြင့်တဲ့ပြစ်ဒဏ်သတ်မှတ်ပါကလေးကိုဘာလုပ်ရမယ်ဆိုတာကိုတိတိကျကျရှင်းပြခြင်းဒီမလုံးနဲ့လို့ပြောခြင်းထက်ပိုထိရောက်ပါတယ်ရှင်းလင်းတဲ့ညွှန်ကြားချက်ပေးပါရှောက်ပေါ်မနေနဲ့လို့ပြောမဲ့စာကစားစရာတွေကိုဒီဘူးနဲ့ပြန်ထည့်ပေးပါလို့ရှင်းလင်းစွာပြောပါစီကန်းနဲ့အပြစ်စီကန်းကိုချိုးဖောက်ရင်ဘာဖြစ်မယ်ဆိုတာကိုဒေါသနဲ့အော်ရာမျိုးမဟုတ်ပဲတည်ငြိမ်စွာရှင်းပြပါဥပမာကစားစရာတွေကိုအခုမသိရင်မေဖေသိမ်းထားပြီးဒီနေ့မစောရတော့ဘူးနော်လို့ပြောပြီးအမှန်တကယ်လှုပ်ဆောင်ပါ time out အချိန်သတ်မှတ်နေရခဏဖယ်ခိုင်းခြင်းကလေးကရန်လိုတဲ့အပြုမှုတွေပစ္စည်းဖြစ်တာရိုက်တာလှုပ်လာရင်ခဏနာဖို့စိတ်ငြိမ်ဖို့အတွက်ဘေးကင်းတဲ့နေရာတစ်ခုကိုအချိန်တိုင်းတာတစ်ခုသတ်မှတ်ပြီးဖယ်ခိုင်းပါဒီချိန်မှာအဖြစ်ပေးတာမဟုတ်ပဲစိတ်ခံစားချက်ကိုကိုယ်တိုင်ထိန်းချုပ်တတ်ဖို့တင်ပေးတာဖြစ်တယ်ဆိုတာရှင်းပြပေးပါလေးကလေးရဲ့စိတ်ခံစားချက်ကိုနားလည်ပေးပါကလေးတွေမတော်တဆဆိုးသွမ်းနေဆိုတာသူတို့ရဲ့စိတ်ခံစားချက်တွေကိုဖော်ပြဖို့ဒါမှမဟုတ်လိုအပ်ချက်တစ်ခုကိုပြောပြဖို့စကားလုံးမရှာတတ်သေးလို့ဖြစ်တတ်ပါတယ်အကြောင်းရင်းကိုရှာပါကလေးကဘာကြောင့်ဒီလိုလုပ်တာလဲဗိုက်စာလို့လားပင်ပန်းလို့လားအာယုံဆိုင်မှုလိုချင်လို့လားဝမ်းနည်းနေတာလားဆိုတာကိုစဉ်းစားပါနားထောင်ပေးပါကလေးရဲ့ခံစားချက်ကိုသူတို့ပြီးဆုံးအောင်ပြောပါစေပြီးမှတင်ကူညီပေးမဲ့နည်းလမ်းကိုရှာဖွေပါစိတ်ခံစားချက်ကိုလက်ခံပေးပါဒေါသထွက်တာနားလည်ပါတယ်ဒါပေမဲ့ပစ္စည်းဖြစ်လို့တော့မရဘူးနော်ဒေါသထွက်ရင်ခေါင်းကိုထိုးလိုက်လို့ရတယ်စသဖြင့်ပြောပြီးစိတ်ခံစားချက်ကိုထိန်းချုပ်မဲ့နည်းလမ်းတွေကိုတင်ပေးပါငါတယောက်ချင်းအချိန်ပေးပါကလေးနဲ့တနေ့ကို9မိနစ်ကနေမိနစ်20လောက်ဖုံးပိတ်ပြီးတဦးတည်းပေးတဲ့အချိန်ကဆက်ဆံရေးကိုအကောင်းဆုံးတိဆောက်ပေးနိုင်ပါတယ်ကလေးကမိဘရဲ့ချစ်ချင်းမေတ္တာကိုအပြည့်အဝခံစားရတဲ့အခါစိုးသွမ်းတဲ့အပြုမှုတွေလျော့နေသွားပါလိမ့်မယ်ဆက်ပစ္စည်းတွေပိတ်ပါဖုန်း TV ပိတ်ပြီးကလေးအဆင့်ထိဆင်းပြီးသူနဲ့အတူစော့ကစားတာစကားပြောတာမျိုးလုပ်ပါမှတ်ချက်ကလေးကိုအော်ဟစ်စုပူခြင်းရိုက်နှက်ခြင်းဟာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်တန်ရာကိုပါဖြစ်စေပြီးကလေးရဲ့ယုံကြည်မှုနဲ့မိဘအပေါ်လေးစားမှုကိုပျက်စီးစေပါတယ်စီကန်းဆိုတာအပြစ်ပေးခြင်းမဟုတ်ပဲမှန်ကန်တဲ့အရာကိုတင်ကြားပေးခြင်းဖြစ်ပါတယ်ဒီအပြုသဘောဆောင်တဲ့နည်းလမ်းတွေကိုလက်တွေ့ကျင့်သုံးရင်းနဲ့တင့်ရဲ့မိဘသားသမီးဆက်ဆံရေးပိုမိုခိုင်မာလာမယ်လို့ယုံကြည်ပါတယ်မိဘတိုင်းအတွက်အရေးကြီးဆုံးကကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးပါဒီလိုအရေးပါတဲ့အချက်လက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ Baby Club ကိုအားပေးကြပါဦးနော်ဒီလိုအကြောင်းအရာကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် like လုပ်ပြီးနှစ်သက်မှုပြပေးပါ share လုပ်ပြီးတခြားမိဘတွေကိုလည်းကူညီပေးပါ follow subscribe လုပ်ထားပြီးအချိန်နဲ့တပြေးညီအကြောင်းအရာသစ်တွေကိုမလွဲစေဘူးဆောင်ရွက်ထားပါနော် created by Ian Down Baby Care not just the bad.